တကယ်တော့ဆောဆောကျွန်တော်ပြောလို့ပေါ့နော်ဆရာကတက်သိရှိရငါတို့ယုံကြည်ပါတယ်ဆိုတော့ choice လာတယ်ဒီနေ့ဒီ Bible study နဲ့ဟိုမှာလက်ကပြရမယ်ဆိုတဲ့ဟာကရွေးဘောအဲ့ဒါ choice တော့ငါဖျားကြားတော်လာတော့ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့အပြုအမူကိုသူကြည့်မဟုတ်ပါဘူးကျွန်တော်ပြောတာကတချို့အခုဖျားเจ้าမှာကျွန်တော်တို့ကအလုပ်တူသွားတော့လေညင်းနေကြတာလေကဲဖျားเจ้าမှာဖျားကဲတင်ချင်းရပြီဆိုတက်သိခံတယ်ပေါ့နော်ကဲခံပြီးတစ်လနှစ်လောက်ကြာလို့ရှိရင်သူတောက်တဲ့အရက်ကသူပြန်တောက်ကြတာပဲဒါဆိုသူပြောင်းလဲတဲ့တက်သိခံတယ်ဆိုတာလက်ကားပဲပေါ့ပြောမဟုတ်ဘူးလေလူဆိုတာကပြောင်းလဲခါစားမှမထိနိုင်ဘူးဒါပေမဲ့နည်းနည်းကြီးစီရော့သွားမှာပေါ့သူ့ကိုလည်းဘယ်လိုပြောမလဲကိုက follow back လုပ်ပြီးရော့သွားမှာပေါ့ကိုကရှင်းပြတာကိုသူတို့ကတချို့ကလက်မခံဘူးမဟုတ်ဘူးဆိုလုံးဝလက်ခံပြီးဆိုတော့လုံးဝပြက်ကိုပြက်နိုင်ရတယ်သူစိတ်ကဘာလို့လဲယုံကြည်ခြင်းမပါတဲ့အချင်းဆောဖို့လူတစ်ချင်းတစ်ပုံရှိတယ်ဆောဖို့လူတစ်ချင်းတစ်ပုံရှိတယ်ဟိုမှာကြည့်ပါလေလူတစ်ယောက်ဟာအရက်မူပြီးလဲတယ်နော်မမူးသူတစ်ယောက်ဟာသူ့စိတ်တစ်လုံးမှာအရက်ထက်ဆိုးလာတယ်ဆိုတော့ဒီလူတစ်ယောက်ကကဲတင်ရရပြီးအရက်တောက်တယ်ဟုတ်ပြီသူဆိုးတယ်မှန်တယ်အဲ့တော့ဘုရားเจ้าမှာအရက်မတောက်ပဲနဲ့ထိုင်ပြီးတော့မှသူများကိုထိုင်ပြီးချီနှောင်နေတဲ့လူကြတယ်ဘယ်လိုလုပ်အဲ့ဒီလူက bus light ဖြစ်တယ်လို့ခေါ်လို့မရဘူးဆိုတော့အဓိကအားလုံးကတညွတ်တယ်ဘုရားရဲ့အလိုတော်ထဲမှာတပြိုင်တည်းပေါ့နော်ဘုရားရဲ့စိတ်သဘောထားနဲ့ဘုရားရဲ့အသက်တာနဲ့တန်ရှင်းခြင်းဖြောင့်မတ်ခြင်းနဲ့ချစ်ချင်းမြတ်တာနဲ့အကုန်လုံးတညွတ်တက်လာဖို့ဘုရားကကျွန်တော်တို့ကိုနှုတ်ဘတ်တော်နဲ့ပြုပြင်တာဆိုတော့တကယ်တော့အရက်တောက်တဲ့လူလည်းပြောင်းလဲဖို့လိုသလိုအရက်မတောက်ဘဲနဲ့ငါဖြောင့်မတ်တယ်ဆိုပြီးတော့မှဖြောင့်မတ်ခြင်းကိုးစားတဲ့လူလည်းပြောင်းလဲဖို့လိုတာဘယ်လိုပြောမလဲဆရာပြောသလိုပဲဆရာဘောင်းဆောင်လာတယ်ဒီလိုမျိုး living အတ္တတာလည်းပြောပေမဲ့တကယ်အခုပေါ့နော် main လိုတာကအခုကျွန်မမေးရမေးခွန်းတစ်ခုပဲလေကယ်ဒီချင်းရပြီးဝิญဉ်တော်မရရင်အသေးဖြစ်တဲ့အခုအကျင့်မပါတဲ့ယုံကြည်ခြင်းပါလေးတွေနဲ့အတင်းတော်မှာရှုပ်နေတာအဲ့ဒီနှစ်ခုပဲကတ်ရှုပ်နေ तू ကအဲ့မှာကြည့်လိုက်အောက်မှာ तू ကစိတ်ရကျွန်တော်တို့ပြဿနာနောက်တစ်ခုကပါလဲဆိုကျန်းစာဖက်အဲ့တစ်ခွက်ပဲကိုယ့်ဖတ်တာအပေါ်မဖတ်ဘူးအောက်မဖတ်ဘူးဆိုတော့အပေါ်မှာ तू ကပြည်ရတယ်ဝါလော်ຫນွေးလော်ဆိုပြီးတော့အဲ့ဆူတောင်းပေးလို့ရမလားတဲ့သူများစာနေကျွေးလိုက်ပါလားတဲ့အဲ့ဒါ walk ဆိုပြောတာဖះစကားမင်းကိုသူများကိုမြစ်တာပြဖို့ပြောတယ်များမြစ်တာပြဆိုဆူတောင်းပေးအောင်ပြောတာမဟုတ်ကိုယ်စီမှာရှိနေတယ်တခါကျရင်ကျွန်တော်တို့ရဲ့ဆူတောင်းခြင်းရဲ့အဖြေကကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်အာကိုတော့သူ့ကိုကျွေးပါကိုသူ့ကိုကျွေးပါ तू ကတပြားမှမရှိကိုယ်ထဲမှာဒေါ်လာ100တန်ရှိတယ်အဲ့တော့သူ့ကိုကျွေးပါလုံးဖះမဟုတ်ဘူးမင်းကပတ်စံပေးတယ်မင်းကျွေးလိုက်ပါအဲ့ဒါရှင်းအောင်ပြောမင်းတို့ကပါဇက်ပဲရှိတယ်တဲ့မင်းကယုံကြည်ခြင်းရှိတယ်ပြောတယ်တဲ့အချင်းမရှိဘူးငါယုံကြည်ခြင်းငါအချင်းနဲ့တက်ပြီးပြောင်းတယ်အောက်မှာ तू ဆက်ရှင်းတယ်ငါတို့ကအာဗြဟံကတဲ့ဣဇက်ကိုပူဇော်တဲ့အခါမှာယုံကြည်ခြင်းကအကျင့်နဲ့တူပြုတ်ပြီးထောက်မဲ့ရာကိုရောက်တယ်လို့မြင်စရာရှိတယ်မဟုတ်ဘူးလားအာဗြဟံကဖះကိုယုံတဲ့အခါမှာဣဇက်ကိုပေးလိုက်တယ်သူရစ်ပူဇော်ခြင်းအကျင့်ကိုပြောတာမဟုတ်ဖះကိုယုံလို့ဖះတောင်းတဲ့ရာကိုပေးလိုက်ခြင်းကအဲ့ဒါ works ဖြစ်တယ်အဲ့ဒါအကျင့်ယုံလို့ပေးလိုက်ယုံလို့ဖះကနားထောင်လိုက်တယ်ဖះကနားထောင်လို့သူကဣဇက်ကိုခေါ်ပြီးတော့တောင်းမတက်သွားပြီးပူဇော်လိုက်တာအဲ့ဒါအကျင့်အဲ့ဒါ obedience တွေကထွက်လာတယ်ဖះကိုစိတ်ချသူကစင်ကြယ်ုံတရားတွေပါလာမပြောနိုင်ဖះပြောရင်ငါလုပ်မှာအဲ့ဒါယုံတဲ့အချက်အဲ့ဒါက living နဲ့မှာသွားတာရှေးရကတေချာရှင်းပြတာမင်းတို့ယုံကြည်ခြင်းရှိတယ်လားမပြောနိုင်ရဲ့နတ်ဆိုးတွေကလည်းယုံလို့ကြောက်တယ်ခရိယန်ကယုံပြီးကြောက်တယ်ပောက်ရလို့အဲ့လိုမျိုးဆိုတော့ living faith ကိုပြောတာရှေးရကအဲ့ဒါသွားရောလို့မရရောရင်ရှုပ်ပေါ့ကျွန်တော်လည်းများရောကြ saving faith ဆိုတာကအချက်နဲ့လုံးဝမဆိုင်ဘူး saving faith နောက်မှာကျွန်တော်ဘာလို့လာလဲဆို living faith လို့ပဲအဲ့ living faith ကဘာနဲ့တွဲလဲဆိုအချက်နဲ့တွဲတယ်ဘုရားစကားကိုကြားတဲ့စကားကိုနားထောင်ပြီးတော့အသက်ရှင်အဲ့ဒါ living faith ဆိုတော့ကျွန်တော်တို့ဘုရားစကားကိုယုံကြည်ခြင်းအသက်တွေကကျွန်တော်တို့နေ့စဉ်အသက်ရှင်ခြင်းမှာပေါ်နေတယ်ဆုတောင်းတာကိုပြောတာမဟုတ်ဘူးကျမ်းစာဖတ်တာကိုပဲပြောတာမဟုတ်ကိုယ့်ရဲ့နေ့စဉ်အသက်ရှင်ခြင်းမှာဘုရားခိုင်းတာကိုလုပ်နေတယ်တနည်းပြောရင်ဘုရားကသူများကိုမေတ္တာပြပါဆိုပြလိုက်တာဘုရားကသူများဖွင့်လွှတ်လိုက်ပါဆိုဘုရားသူများကိုပေးလိုက်ပါဆိုပေးလိုက်တာအဲ့ဒါကိုပြောတာဆရာကအဲ့ဒါကိုရှင်းပြတာတကယ်တော့ sacrificial life ကိုအသက်ရှင်တာအဲ့ဒါကိုပြောတယ်အဲ့လိုဖြစ်မှသာကျွန်တော်တို့ကကောင်းကင်သွားမယ်ဆိုတယောက်မှမသွားဘူးသေချာတယ်မြေကြီးပေါ်မှာမာတာထရီဇာလို့ဘာလို့လဲတယောက်နှစ်ယောက်လောက်ပဲကောင်းကင်မှာတော်ပြင်းစရာကောင်းတယ်โอเคလူငယ်တွေရန် quiet ကဲပါမေးချင်တယ် Pesta ငယ်ဟိုဒီပါလာလူငယ်တွေမှာတချို့ရှိတယ်တချို့လူငယ်တွေကနားအောင်ထောင်ကြတော့ဘာလို့ဆိုတော့သူတို့ကြားတဲ့စကားရတယ်တစ်ချိန်လုံးနဲ့ဗာလဲဒီလိုတွေဟွာဗာလဲ
ကဲတင်ချင်းရတယ်ဆိုရင်တို့ဒီဟာတွေလုပ်နေတို့ဒါတွေလုပ်နေတို့ကဲတင်ချင်းတကယ်ရောရရလားအမြင်ပြောခံရတဲ့ခါကျဒီမှာ confused ဖြစ်တယ် I don't want to think about it အဲ့လိုမလာခြင်းတဲ့သူရှိပြောကြတယ်နော်ကျွန်တော်တို့ရဲ့ဒီလူတွေကိုနှုတ်ဘတ်တော့ပြောတဲ့နီလန်းဒီ contamination မဖြစ်ဖို့လို့လူကိုအတုံးကြောင်မင်းတို့အတုံးကြောင်မင်းတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့ contamination ဆိုတဲ့စိတ်ဝိညာဉ်ကဖះစီမှာမရှိဖះကဘယ်တော့မှကျွန်တော်တို့ contamination မလုပ်ယေရှုခရစ်ရဲ့နောက်ပိုင်းမှာဘယ်တော့မှ contamination မရှိတော့ contamination ကဘယ်တော့မှမရှိတော့ပြည့်ညက်တရားဖြစ်မှာမရှိဘူးပြည့်ညက်တရားအများနဲ့ကျွန်တော်တို့ contamination မင်းမလုပ်နိုင်မရောက်ကြိုးစားဒါပေမဲ့ယေရှုခရစ်ရဲ့နီလန်းကြတော့သူက condemn လုပ်အပြစ်ကိုဖော်ပြတယ် contention လိုတယ်ဆိုတာကိုသိစေတယ်ပြီးရင်သူကကဲအဲ့ဒါဖះရဲ့နီလန်းဆိုတော့အပြစ်ကိုဖော်ပြဖို့လိုတယ်ဒါပေမဲ့ condemnation လုပ်တဲ့ပုံစံမျိုးအဲ့ဒီ way နဲ့မဟုတ်ချစ်ချင်းမြတ်တာငါလိုရင်ငါမင်းပြန်လာဖို့လိုတယ်ဆိုရင်ငါဘာလုပ်ပေးရမင်းပြောင်းလဲဖို့အတွက်ငါဘာလုပ်ပေးရမလဲဆိုတဲ့ဟာမျိုးမင်းတရားကိုနားလည်ဖို့လည်းငါဘယ်လိုရှင်းပြပေးရအချိန်ပေးဖို့လိုအပ်တယ်ဆိုရင်ပေးမယ်ငွေပေးဖို့လိုအပ်တယ်ဆိုရင်ပေးမယ်ခွန်အားစိုက်ဖို့လိုအပ်တယ်ဆိုရင်စိုက်မယ်ကားနဲ့လာကြိုးဖို့လိုအပ်တယ်ဆိုရင်ကြိုးမယ်ဒါပေမဲ့ဘုရားစကားကိုတော့ကျွန်တော်အပေးယူလုပ်ပြီးတော့ပြောလို့တော့မရအဲဘုရားစကားပြတ်သားတယ်ဆိုပြီးတော့မှတစ်ချိန်လုံးမင်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောရင်ပါအဲ့တော့ဆော့တင်ကားပြားတွေပျောက်တယ်ဆိုတာအဲ့အလင်းမရှိအလင်းဆိုတာကျွန်တော်တို့ဟောတဲ့တရားဆိုတာတဲ့ကျွန်တော်တို့အသက်ရှင်တဲ့တရားကိုဆိုလို့ကျွန်တော်တို့ကအဲ့တရားကိုအသက်ရှင်ခြင်းရှိတယ်မေတ္တာနဲ့အသက်ရှင်တာဖြောင်းမခြင်းနဲ့တန်ရှင်းခြင်းနဲ့အသက်ရှင်တာအဲ့ဒါအလင်းအဲ့ဒီအလင်းရှိတဲ့အခါမှာကျွန်တော်တို့ကပျောက်ဆုံးတဲ့ဝိညာဉ်ကိုရှာဖို့ပို့ပြီးရှင်းရှင်းလင်းလင်းရှိတယ်ကျွန်တော်တို့ကိုလည်းလူတွေကအလင်းရှိတဲ့အခါမှာဘုရားရဲ့တက်တည်နဲ့ပြန်ပြီးလက်ခံနိုင်တဲ့အကြောင်းရှိဆိုတော့သူများကိုကဘလောက်ပဲဒီလူစုပ်ပြတ်တတ်နေအောင်ဆိုဘလို့မှ condemn ဝင်နေပြောလို့မရကျွန်တော်တို့ကတော့ပြောမှာပေါ့ဒီလောက်ပဲပြောနိုင်မှာပေါ့လူပဲခရစ်တော်ကလည်းပြောမယ်ဆိုရင် condemn ဝင်နေပြောမယ်ဆိုရင် तू ကတရားတယ် तू ပြောရင်တရားတယ်ဒါပေမဲ့ तू မပြောအဲ့တော့မှားယွင်းမှုပြုနေတဲ့မိန်းမကိုတွေ့တဲ့အခါမှာအပြစ်ရှိတဲ့သူအပြစ်နဲ့ကင်းတဲ့သူစပါအပြစ်မရှိတဲ့သူစပါတယောက်မှမပေါ့ဘူးဘယ်သူပေါ့လို့လဲယေရှုပေါ့လို့ရတယ်သူမပေါ့ဘူးငါလည်းမစီနောက်တစ်ပတ်ထားသွားရထို့တို့မပြုဘူးစီရင်မယ်ဆိုကျွန်တော်အားလုံးကိုစီရင်ပိုင်ခွင့်ယေရှုမှာအပြည့်ရှိတယ်စီရင်လည်းတရားတယ်ဒါပေမဲ့ကျွန်တော်တို့အချင်းချင်းစီရင်တော့ကျွန်တော်မတရားဘူးတကယ်တော့ဒါဆိုတော့သူမကောင်းလို့ကျွန်တော်မှလည်းမကောင်းတာရှိတာသူမှားလို့ကျွန်တော်မှလည်းအမှားရှိတာသူမပြည့်စုံလို့ကျွန်တော်လည်းပြည့်စုံမှာမဟုတ်ဆိုတော့ condemn ဝင်နဲ့ဘယ်လို့မှပြောစရာအကြောင်းမရှိဘူးပြောရင်လည်းမတရားဆိုတော့ကိုကမေတ္တာနဲ့ပဲဘုရားရဲ့စကားကိုဖွင့်ပြပြီးတော့မှသူ့ကိုအပြစ်ကိုဖော်ပြပြီးတော့သူဟာကယ်တင်ရှင်လို့လေဘုရားကိုလိုအပ်တယ်ဆိုတော့သိအောင်မေတ္တာနဲ့ဆွဲခေါ်ဖို့လိုကျွန်တော်ကစိတ်မရှိဘူးကျွန်တော်ကစိတ်မရှိမလုပ်နဲ့စိတ်မရှိလည်းမလုပ်ပါဟုတ်လားဘာကြောင့်လဲဆိုရင်အဲ့ဒါဘုရားဝေးမဟုတ်ဘုရားဝေးမဟုတ်ဆိုတော့ကိုကဒီຢာကိုလှုပ်ဆောင်ဖို့စက်ကပ်ပြီဆိုတာနဲ့ဘုရားသခင်ကျွန်တော်ထဲမှာခွန်အားပေးပါသူ့ကိုသိခံနိုင်ဖို့ခွင့်လွှတ်နိုင်ဖို့လူတွေကိုနားလည်ပေးနိုင်ဖို့လူတွေကိုမေတ္တာပြနိုင်ဖို့မှန်ကန်တဲ့နီလန်းနဲ့ဘုရားစီကိုဆွဲခေါ်တော့အဲ့ဝိညာဉ်တော်မပါဘူးဘုရားကိုယ်ထဲမှာအလုံးမလုပ်ဘူးဆိုရင်ကျွန်တော်မလုပ်ဘူးပြီးကိုလူငယ်ထဲမှာရှိတရားမရအောင်ဘယ်လိုလဲတော့မပြောရမယ်တရားဆိုလို့ရှိရင်ရဲ့ငယ်နဲ့တောက်လို့ကျောင်းလို့ခံရတဲ့ဟာရှိနောက်တရားဆိုလို့ရှိရင်ကိုကျောင်းလို့လုပ်တဲ့သူတွေလည်းရှိရပါဒါပေမဲ့ဘယ်လိုပြောမလဲသူတို့တွေကကဲချင်ရတယ်နဲ့ဒါပဲကြားနေသူတို့ပြောင်းလဲခြင်းသူတို့ကဒါနဲ့အချိန်လုံးကဲချင်မြတ်တယ်ဆိုပြီးတော့ကြားတဲ့ခါကျတော့ what more do I have to do to get safe အဲ့လိုဖြစ်လာတယ်ဥပမာကသူတို့ကိုယ်တိုင်လုပ်တဲ့ခါမှာမရတဲ့ခါမှာသူတို့ confuse ဖြစ်ပြီးတော့ nah I don't want to come nah I don't want to hang out with you အဲ့လိုဖြစ်သွားတယ်သူတို့အနာဝဒီခေါ်လို့လည်းမရအောင်အဲ့လိုစိတ်မပါဘူးသူတို့ဟာနဲ့သူတို့ပဲရှုပ်ပြီးတော့လုံးထွေးပြီးတော့ confuse ဖြစ်ပြီးတော့မှအလုပ်တွေရှုပ်အဲ့လိုမျိုးတွေကဆရာသမီးတို့အနေနဲ့ပေါ့နော်သူတို့တွေကောင်းဆုံးစကားပြောလို့မှမရဘူးဆိုရင်တော့နီလန်တစ်ခုပဲရှိတယ်။ तू က
အပြောနဲ့အလုံးမဖြစ်ဘူးဆိုတာတစ်ခါကြရင်ပြဖို့လို့ဒီနေ့ယုံကြည်သူတွေထဲမှာပြောတဲ့သူကတော့တော်တော်များများရှိတယ်။ဒါပြတဲ့လူကတော်တော်များတယ်။မပြောမြစ်တာကြောင့်ပြောတဲ့သူတွေချင်းကြောင့်ပြောတဲ့သူဟလာယုံကြည်ခြင်းကြောင့်ပြောတဲ့သူအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီဟာတွေကိုတက်တည်ပြနေတဲ့သူကရှားတယ်။ဒါဆိုလွယ်မှမလွယ်တာ။မြစ်တာကြောင့်ပြောတာလွယ်တယ်။ဒါပေမဲ့ဟလာအကပေဆိုတာပါကျွန်တော်ထင်ရှင်းပြရတယ်။ Filio ဆိုတာပါနောက်တော့ Eros ဆိုတာဂရီလိုကဘယ်လိုဘယ်ကျုပ်ပဲအဲ့ဒါဖျား impress မဖြစ်ဘူးဟိုရှိအရင်ရှာမရှိနဲ့မင်းမြတ်တာပြပြီပြောတာတော့စာအုပ်ဖတ်ပြီးပြောတာတေချာလေးလာပြီး study လုပ်အခု internet လည်းရှိတယ်ဗာလည်းရှိတယ် study လုပ်ပြီးပြောရင်သူများ conference ပြအောင်တော့ပြောနိုင်တယ်ဒါပေမဲ့ဖျားတော့ conference ဖြစ်မှာမဟုတ်မင်းဒါတွေလာပြီးတော့ငါရှိမှလာလို့ပြမယ်မင်းမြတ်တာမပြပဲနဲ့ငါသားတော်ကမင်းထဲကနေတက်တည်မထွက်ပဲနဲ့မင်းဒါတွေပြောအလကားပဲဆိုတော့အဓိကပြောခြင်းကဘာကြောင့်အလုံးမဖြစ်လဲဆိုရင်ပြခြင်းပါဒါပေမဲ့တက်တည်ပေါ့မြစ်တာတက်တည်ဒါနဲ့တစ်ချက်တချို့ကအခုလိုနော်အဲ့ဒါနဲ့ဆက်ပြီးပြောမယ်ဆိုရင်တချို့ကကြတော့ဘယ်လိုတွေ့သွားလဲဆိုတော့ငါတို့ကအပြစ်သားလောကမှာနေတဲ့အပြစ်သားကဲတင်ချင်းဘယ်လောက်ပဲရရအပြစ်သားဆိုတာအပြစ်လုပ်မိပါလေအဲ့ဒါကြောင့်မလို့ကိုယ်လက်ညှိုးလာမထိုးနဲ့ဆိုတဲ့ခိုင်ချက်ရှိသွားတယ်ငါတို့ကပြောင်းလဲပြီးအပြစ်သားလို့အပြစ်လုပ်တာဒါဘယ်လိုပြောမလဲအစင်လားငါတို့ကဆိုငါတို့သိတယ်ဆိုတော့အဲ့ဒါကြတော့သူတို့ဘယ်လိုပြန်ပြီးတော့မှဆရာသုံးမလို့ရမယ်ဘာလို့လဲဆိုတော့အာရန်ကနေစဉ်းသက်လာတဲ့အတွက်ငါတို့ကအပြစ်သားဖြစ်တဲ့အတွက်ငါတို့အပြစ်လုပ်မှာပဲဒါကဘယ်လိုပြောမလဲနီးလန်းပေါ့အခုတော့ရှင်အဲ့ဒါကတချို့အဲ့လိုရုပ်ခံတယ်လေဖြစ်ပြီဆိုတာနဲ့ तू က effect နှစ်30မှာပါတယ်ငါတို့ဒီကောင်းသောအကျင့်တို့၌ကျင်လည်ရမည်အကြောင်းယေရှုခရစ်နဲ့ပြည့်ပြည့်ဖန်ဆင်းတော်မူရပြည့်ဆိုတော့ကယ်တင်ခြင်းကကောင်းသောအကျင့်ကျင့်လို့ရတာမဟုတ်ဘူးဒါပေမဲ့ကျင့်ဖို့ရတယ်ကျင့်ဖို့ရတာဖြစ်တဲ့အတွက်သူကကယ်တင်ခြင်းရပြီးပြီဆိုရင် तू ကဆက်ပြီးတော့အသက်တာဘယ်လိုလုပ်သွားရလဲဆိုရင်ဖခင်ရဲ့စကားနဲ့အညီအသက်ရှင်ရတယ်။ဘာကြောင့်လဲဆိုရင်မရှင်ရင်ပြဿနာရှိတယ်။အဲ့ဒါကြောင့်တချို့ဆရာတွေဘယ်လိုပြောမလဲပေါ့နော်။ဆရာဖြတ်ပြီးပြောတယ်။အဲ့လိုမျိုးမားလဲသူကပြုံးလေးပဲကြည့်တော့အော်အပြစ်သားဖို့လို့အပြစ်တော့မရကြည့်တယ်။အဲ့ဒါသူကခံယူတယ်လေ။ तू ကအပြစ်သားဖို့လို့အပြစ်လုပ်မှာပဲ။ဘာလို့လဲအာရန်ကစဉ်းသက်တဲ့အတွက်အဲ့လိုမျိုးတချို့ကခံယူလိုက်တယ်။ तू ကဝိညာဉ်ပဂတိလူအဖြစ်နဲ့ဆက်ပြီးအသက်ရှင်ဖို့လို့။ तू ကဇာတိပဂတိလူနဲ့အသက်ရှင်ရင်ကျွန်တော်ဟိုနေ့မျိုးစေ့ကြောင်းပြောလို့ပါဇာတိပဂတိမျိုးစေ့ကျဲဒီနေ့ကျဲမနှက်ပြန်ဆိုင်ရတဲ့ဟာရှိတယ်။အော်မနှက်ပြန်ဒီနေ့ဆိုင်မနှက်ပြန်ရေးရတဲ့ဟာရှိတယ်။ဒီနေ့ဆိုင်နောက်တစ်နေ့မှရေးရတဲ့ဟာရှိတယ်။ကားကိုအချိန်လုံးတစ်ချိန်လုံး high speed မောင်းတဲ့လူကလေတနေ့နေ့တိုက်ပါ။မျိုးဖြစ်ဘလောက်ကျွမ်းတဲ့လူကားမောင်းပြိုင်ပွဲမှာကားမောင်းတဲ့ချန်ပီယံတွေတော့တိုက်တာပဲ။ဆိုတော့ဘောလုံးကန်တဲ့လူ6ကျိုးတာပဲ။ဆိုတော့ဒီ consequences တွေရှိပြီဒါကြောင့်ဖခင်ကမင်းတို့ဒီလမ်းနဲ့အသက်ရှင်နေဒီလမ်းနဲ့အသက်ရှင်ပါမနေ့ကကျွန်တော်မိတ်ဆွေတယောက်ကစကပုံပေါ့နော်စကထာလေးတစ်ခုတော့ပြောပြပါဆိုတော့သူလုတ်ထဲမှာဒီဘာရေးရတယ်မသိဘူးအဲ့ဒါနဲ့စံစာလေးတစ်ခုကျွန်တော်ပြောပြတယ်တုတ်တန်ထဲမှာလူဟာတဲ့မီးမလောင်မဲနဲ့အင်ကြီးမီးမလောင်မဲနဲ့မီးကိုပွေ့ဖတ်နိုင်လားတုတ်တန်ဆရာကြီးရဲ့မိုက်တယ်ခြေတော့မလောင်မဲနဲ့တဲ့မီးခဲပေါ်မှာနင်းနိုင်တာအဲ့လိုဟဲ့လူမီးနေတဲ့လူတွေပြရင်တော့ပါနော်ဆိုတော့အဲ့ဒီပဲမီးကိုပွေးဖတ်ရင်တေချာပေါင်းအင်ကြီးမီးလောင်တာဆိုတော့အပြစ်နဲ့သွားရင်အဲ့ဒီအပြစ်ဒုစရိုက်ရဲ့နောက်မှာရှိတဲ့ consequences ပြဿနာအခက်အခဲဒုက္ခရင်ဆိုင်ရမှာကြာရှင်းခြင်းရင်ဆိုင်ရမှာကိုယ်တက်တာဆုံးရှုံးခြင်းရင်ဆိုင်ရမှာဆိုတော့အဲ့ဒါကိုကသိစေဖို့လိုဖခင်ကဘာကြောင့်တန်ရှင်းတဲ့အသက်တာနဲ့အသက်ရှင်မှာဖြောင့်မတ်တဲ့အသက်တာနဲ့အသက်ရှင်မှာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှာပါလို့ဘာကြောင့်ပြောလဲဆိုအဲ့ဒီနီလန်းကပဲစစ်မှန်တဲ့အောင်မြင်ခြင်းနဲ့ဟလာမှန်ကန်တဲ့ဝမ်းမြောက်ခြင်းကိုရစေနိုင်တာမို့လို့ပြောတာဒါပေမဲ့ကဲတင်ချင်းတော့မဆုံးရှုံးမဆုံးတီကောတုံးမှာဒီကျွန်တော်တို့အုံမြင့်နဲ့ထပ်ဆင့်တိဆောက်မှုကြောင်းရှင်းရှင်းလေးပြောလာပြီသားတေချာဖို့တော့လို့နော်အဲ့တော့ကဲတင်ချင်းရှုံးတယ်ဆိုတဲ့စကားလုံးထက်တော့ကျန်တာမှာဘာရှိလဲဆိုမြည်ဆန်းပြီးမှမြည်ဆန်းတာတော့ရှိတယ်မြည်ဆန်းပြီးရှုံးတဲ့လူရှိတယ်သူကရတာမို့အရင်ကတည်းကပြန်နေဝင်လာကြည့်လိုက်တယ်နှစ်ချင်းလေးခံလိုက်တယ်ဗဇက်နဲ့လည်းနှုတ်နဲ့လည်းဝင်ခံလိုက်တယ်နောက်တော့မဟုတ်တာယာဘက်ပြန်လဲသွားတယ်အဲ့တော့လာမြည်ဆန်းဘာလို့လဲဆိုတော့တချို့တွေကဒီဆရာဘလောက်ပဲသူ့ရှိမှာအပြစ်ပဲလုပ်လို့ဒီကဘာမှမပြောဘူးပေါ့နော်အဲ့ဒါတွေကမှန်တယ်ပေါ့လက်ညှိုးထိုးတာတွေပြောတာတွေကမမှန်ဘူးပေါ့လက်ညှိုးတော့မထိုးရဘူးပေါ့နော်ဒါပေမဲ့မြစ်တာနဲ့မင်းမားနေတယ်တ
ပြောပြအပြစ်ကိုပြတတ်တဲ့တရားတွေအတက်လမ်းဖြစ်အမုန်းခံပြီးတော့ပြောရမယ်စကားရှိနေပြောရမှာပဲဘာလို့သူ့ကိုကချစ်တယ်ဆိုရင်မားတယ်ဆိုတော့မားတဲ့အတိုင်းပြောပြဖို့တော့လိုတယ်ဒါပေမဲ့အဲ့ဒီမားတယ်လို့ပြောတဲ့အခါမှာအပြစ်တင်တဲ့စကားနဲ့ပြောတာတဲ့ချစ်ချင်းမြတ်တာနဲ့သူ့ကိုဒုက္ခရောက်မှာဆိုလို့ပြောတဲ့စေတနာနဲ့ချစ်ချင်းနဲ့ပြောဖို့တော့လိုတယ်ဒီတော့ဒီမှာပြောတာကကိုကအဲ့လိုမျိုးပြောတာလေဆိုတာလေခါကျသူကအဲ့လိုမျိုးပို့ပြန်ပြီး fight တာလေငါတို့ကအပြစ်သားအာရန်ရဲ့စဉ်းစားအပြစ်ဖြစ်မှာလေဒါကတော့လောပေါ့နော်ဒီအဲ့လောက်မှလက်ညှိုးထိုးရဆိုရင်တို့မားတယ်ပေါ့ဒါဆိုရင်တို့ကျန်းစာသိတာပါလေပေါ့အပြစ်သားဆိုအပြစ်လုံးပါလေပေါ့ဆိုတော့တချို့ကအဲ့လိုမျိုးခိုင်းတော့အခုအပြစ်သားမဟုတ်ဘူးလေအခုဖျားသားလေဒီပေါ့အပြစ်သားအပြစ်လောက်တာတော့ဘူးဆောင်တယ်အခုဖျားသားဖြစ်ပြီးလေအပြစ်ထဲမှာနေတဲ့အတွက်လောကမှာနေတဲ့အတွက်တချို့ကဘယ်လိုပြောလဲအတွေးခေါ်ရတယ်တိုးတက်တာဒါတော့ဟုတ်ဒါ excuse ပါကျန်းစာကိုတေချာမဖတ်ဘူးလေကျန်းစာဖတ်ရင်ပေါလုကသူတက်တာလုံးနဲ့ဩဝါဒစာမှာသူ့ကိုသူကဘယ်လိုတက်သိခံလဲဆိုရင်ယုံကြည်ခြင်းတို့ရောက်တော့တင်တို့တွေငါတို့ဒီအဘယ်သို့အပြစ်တင်ခွင့်နဲ့ကင်းလွတ်လျက်နေသည်ကိုတင်တို့တက်သိရှိတယ်ဘုရားသခင်လည်းတက်သိရှိတယ်သူပြောတာကိုသိတယ်ဒီဟိုကတင်းတော့ဟိုပါတော့ဆိုကျွန်မ first person နဲ့မှရှိဒီကောင်မလေးကမြင်ရတဲ့တာဆိုတော့သိတယ်သူကြောင့်တော့အားလည်းလိန်တက်တယ်အားလည်းတကယ်ဆိုတယ်ဒါပေမဲ့အဲ့ဒီတင်းတော်နဲ့တွေ့တော့သူကဘာသာကလုံးဝမင်းဘာလဲကတိချင်းရပါတယ်ဒါပေမဲ့မင်းစိတ်လေးတောင်းနေမင်းတော့လုံးဝမပြောဒါပေမဲ့ဝိညာဉ်နဲ့တက်ရှင်နေတာမင်းလုံးနေတာမှားတယ်လုံးဝ judge မလုပ်ဒါပေမဲ့ဒီအပြစ်နဲ့ပတ်သက်ပြီးတော့I mean သူလုံးဝမပြောဒါပေမဲ့သူတို့ကို deny ဖို့နဲ့ဝိညာဉ်နဲ့အရှင်ပြောတဲ့အခါမှာဘာတွေ့ရလဲဆိုတော့တော်တော်များများကရေးချက်တာတွေ့တယ် like ဥပမာကျွန်မဆိုရင်လုံးဝရပြောင်းလာတာကျွန်မလုံးဝတော့မလို့လိုက်လုံးဝစဉ်းစားတော့ပြန်စဉ်းစားတော့သူပြောတာသူလုပ်တာမှန်တာတဲ့ we can see the result တော့ဒီလူတွေတော်များများကအရင်ကလည်းလုံးဝမတူသူတို့ကိုလည်းမသိဘူးဆိုတော့ဒီဆရာရဲ့လုပ်ကို don't focus on what you doing instead focus on him and walk and မတိလိုက်တဲ့အချိန်မှာကိုဘာမှတော့မသိတာကိုပြောင်းလဲလို့ပြောင်းလဲမှန်းမသိတာပြန်လဲကြည့်လိုက်တော့ပြောင်းလဲတော့ wow what happened because သူပြောချင်တာက you can't do it you can't change it he has to change it you have to let him to totally surrender လုပ်ဖို့လို့focus down လုပ်နေမယ်ဆိုရင်ကိုကစူးစမ်းနေမယ်ဆိုရင်ဖေးရဘာမှမလုပ်ဘူးဆိုတော့ just forget it just surrender look him သူ့ပဲကြည့်ပြီးတော့ဗာလဲသူကို deny ပြီးတော့သူ့ way ကိုပဲပေါ့နားထောင်ပြီးတော့ဥပမာဒီဘက်မမောင်းလဲဆိုရင်ကိုကမောင်းချင်နေတယ်ကို deny mine is wrong he's right အဲ့လိုလုပ်လို့ရှိရင်ဒီကြောက်ကပြောင်းလဲတယ်အဲ့လိုမျိုးနဲ့သူကပွားတာဒါမဲ့ဒီလိုရှိတယ်အဲ့ဒါမားတော့မမှန်တယ်ဒါမဲ့ तू ကခလေးတယောက်ဒီအခုကျွန်တော်သမီးကိုကျွန်တော်လမ်းကူးရင်လက်ဆွဲကူးရတယ်ကျွန်တော်ဘူးမှလက်ဆွဲကူးကြမှာဒီချိန်မှာကျွန်တော်လာတယောက်ကလက်ဆွဲကူးဖို့လိုရတယ်ဆိုပြတ်တာရှိတယ်ဆက်လက်ဆွဲကူးရတယ်ကားတော့မောင်းနေလားဆက်လက်ဆွဲကူးရင်တော့မိမလည်းနေမှာသူလည်းကိုကျွန်တော်ဆွဲတာအခုတော့ရှိတာပေါ့လေကျွန်တော်လိုက်ဆွဲတဲ့အချိန်တော့ရှိတာပေါ့လေအရင်တော့သူကကျွန်တော်လိုက်ဆွဲတာသူလည်းသူကျွန်တော်လိုက်ဆွဲနေအဲ့သူကကလေးရွယ်မှာအရွယ်ပေါ့နော်ကလေးရွယ်မှာသူကလက်ဆွဲပြီးကူရတယ်လွတ်လို့မရလွတ်လို့ရတဲ့အရွယ်ရှိတယ်လုံးဝသူ focus လုပ်တတ်သွားပြီ direct လုပ်ရတယ်ကိုကအဲ့ဒီ direct လုပ်တာဒီနေ့ပြောဒီနေ့သူလည်းမလုပ်တော့ဘူးဥမာဒီလမ်းသွားရင်ဒီလိုသမီးပပလက်ကိုကင်ထားမကင်ထားလို့ရှိရင်မကားလာတွေ့လားကားလာရင်တိုက်သွားမယ်တိုက်သွားရင်ဖြစ်လာမယ့်ပြဿနာသမီးဆေးရုံရောက်မယ်သိမယ်အဲ့ဒီကိုကျွန်တော်ပြောတယ်အဲ့ဒါဆေးရုံရောက်အကိမကောင်းတခုခုကျိုးပဲ့သွားလို့ဆေးရုံရောက်ပြီဆိုသမီးဆေးထိုးခံမယ်ကျိုးရင်လည်းနာမယ်အကုန်လုံးတော့ပြောရတော့မပြောသူမသိဘူးသူကတခါကျရင်ဟိုလမ်းခုကနေကျွန်တော်လက်ကိုတင်းဖြုတ်တာသမီးကမကြိုက်ဘူးသူကအဲ့လိုမျိုးကလေးတွေကခါကျရင်သူတို့ကင်ထားတာမကြိုက်ချုပ်ထားတာမကြိုက်ဘူးဆိုတော့အဲ့သူစူပါသမီးမကင်အဲ့လိုမျိုးမဖြုတ်နဲ့လမ်းကွယ်မှာကားတွေလာတိုက်သွားမယ်အဲ့သူတေချာပြောမှာအမှသူကနည်းနည်းကြောက်သွားပြီးတော့မှအဲ့ကျွန်တော်လက်ကိုပြတ်ခိုင်းတာဆိုတော့အခုတည်းကကျွန်တော်ကတစ်ခါလေကျရင်သူ့အဲ့သူ့ကိုကျွန်တော်ခြီပြီးကူတာလက်ဆွဲတာတော့မဟုတ်ခြီပြီးကူတာဘာလို့အဲ့လိုမျိုးလက်ဆွဲတဲ့အချိန်မှာတစ်ခါလေကျရင်လမ်းရောက်မှာဖြုတ်လို့ကျွန်တော်အကူကားနဲ့တိုက်တဲ့ကလေးတယောက်တစ်ခါကြုံမှုတယ်
လမ်းလေကောင်ရောက်တော့မှအဲ့သူ့ရဲ့ဟိုပါပေါ့သူ့ရဲ့အလုပ်သူ့အဖေရဲ့အလုပ်သမားလေးကလိုက်ပို့တာအကြောင်းကျွန်တော်ကကားမောင်းအမြင်ကြားမှာအဲ့ကလေးကလမ်းလေကျုံးလိုက်ရောက်လဲရောက်တော့သူ့လက်ကိုကင်ထားတဲ့အလုပ်သမားရဲ့လက်ကိုဖြုတ်ပြီးတော့မှဖြတ်ပူတာကျွန်တော်ကသူတို့ရက်သွားပြီးထင်ပြီးတော့ကားကိုမောင်းလဲမောင်းတော့အဲ့ကလေးကိုပုတ်ပြီးတော့စေးရုံတွေပါရောက်အကုန်ရှုပ်ကုန်အောင်အဲ့ဒါနဲ့ကျွန်တော်ကအခုနောက်ပိုင်းအဲ့လိုမျိုးပေါ့အရန်ကားတွေအရန်များပြီဆိုရင်တော့လမ်းကွင်းသူလက်ကိုဆွဲတာတော့မဟုတ်ခြီးပြီးတော့ကူတယ်ဆိုတော့ဒီအရွယ်ရှိတယ်ယုံကြည်သူမှလည်းတော့အရွယ်နဲ့သွားတာပေါ့အဲ့တော့လုံးဝတော့ focus လုပ်တတ်သွားပြီဒီဟာအားလုံးကို discern လုပ်တတ်သွားပြီဆိုရင်ဘယ်ချိန်မှာကျွန်တော်တို့ဆိုဘယ်ချိန်မှာကားပေါ်မှာကားဘလောက် away ဆိုရင်ကူလို့ရတယ်မရဘူးလေဆိုတော့ကိုကပိုင်းချတတ်သွားပြီအဲ့ဒီချိန်ကျတော့သက်ရှောက်တတ်သွားပြီအဲ့လိုဆိုတော့ဝေးကိစ္စဆိုပို့ဆိုတာပေါ့ကိုပိုက်ပြီးကူရတယ်လက်ဆွဲပြီးကူလို့မှမရတာအဲ့ဒီရွှေဆိုတော့ယုံကြည်သူတက်တာမှလည်းအဲ့လိုရှိတယ်ပိုက်ပြီးကူရမယ့်အချိန်ရှိတယ်လက်ဆွဲပြီးကူရမယ့်အချိန်ရှိတယ်ပြီးရင်အဲ့လိုမျိုးကားကူးကနေမှအဲ့လိုမျိုးဆော့ပြီးတော့မှသိရမလားလက်ကိုတင်းဖြုတ်ချင်တဲ့အဲ့လိုနည်းနည်းမြောက်ရှုံးတဲ့ကလေးတွေဆိုရင်ပြောရတာနော်တချို့ကလေးတွေမရဘူးအရင်မြောက်ရှုံးတာကျွန်တော်တပည့်တစ်ခါကျရင် platform မှာကနေဘာလို့မှမသိဘူးသူကမဲကားဂိတ်မှာကားဆောင်နေတယ်သူကဘာလို့မှမသိဘူးစိတ်ကူးပေါက်ပြီးထားကအကောက်ရတဲ့အမှ platform ပေါ်နေအောက်ကျတာအပြတ်တနာကားဂိတ်အဲ့မျိုးဆိုတော့သူကထိရတယ်သူအဲ့လိုမျိုးတွေရှိတယ်ဒါအရွယ်ကျွန်တော်တို့က platform မှာဘယ်လိုလုပ်ကမှာလဲကျွန်တော်တော့ကားရတော့ short ကြီးနော်အဲ့လိုမျိုးပေါ့နော် ကျန်ရပါအဲဗျာမို့ဒီနိုင်ငံကအမေရိကတော့ငကြက်တက်ပြီးတော့လှုပ်တရားလူငယ်တွေတော့ပြောလို့မရဘူးလှုပ်ဆိုတော့အဲ့ဒါအရွယ်ရှိတယ်သူ focus လုပ်တတ်သွားပြီဆိုရင် okay just go focus မလုပ်တတ်သေးဘူးဆိုရင်အန်ရသိများအဲ့လိုမျိုးပေါ့အရာပြောတဲ့ဖျားเจ้าနဲ့ကိုရီဖျားเจ้าနဲ့ဆိုတချို့လူတွေကအဲ့လိုမျိုး complaint တက်တယ်လေဒီက complaint တက်တဲ့နိုင်ငံဆိုတော့အဲ့ပါပါသူတို့ကတော့ဘယ်လိုအဲ့ဒီအမရှိတဲ့နေရာတွေကတော့အဲ့ဒီဖျားเจ้าကလည်းလို့သူတို့ဘယ်မှမတော်ရလိုက်အဲ့ဒီသူတို့ pasta ရဲ့ no show ပါတော့လုံးဝဟိုမှာတောက်စနေတနေ့နေရောက်ဆိုဘယ်မှမရဘူးဖျားเจ้าနဲ့မှာချိန်ပြည့်ဟိုဆိုရင်စနေနေ့ဆိုလို့ရှိရင်သူတို့ assignment တွေပဲပြီးတယ်မျိုးလေးသွားရတယ်ဟိုဟာလေးစီသမားတွေလို့တရားပေါ်ဟောခိုင်းပတ်စံမပြီးဘူးပါစာတော့အယုံကြည်ခြင်းနဲ့တော့အဲ့ဒါသူတို့ယုံကြည်ခြင်းနဲ့ဆူတောင်းပြီးသွားတယ်မျိုးကိုဖြစ်တာပေါ့ဆိုတော့ဒီလူတွေဥမာပေါ့လူတရားရဲ့အသက်တာကြီးထွားလားမကြီးထွားလားဆိုတာသူ့ထဲကနေပြန်ထွက်လာတဲ့အောက်ခံမှုကြည့်ရတယ်အသီးပေါ့သူ့ထဲကနေခရစ်တော်ရဲ့အသီးကထွက်နေပြီဆိုရင်ဟိုတရားဟောတာပဲပြောတာမဟုတ်တကယ် character ပေါ့နော် characteristic ကခရစ်တော်ရဲ့ဇယိုင်းလက္ခဏာထွက်ပြီဆိုရင်တေချာတယ်သူကြီးထွားလာအဲ့ဒါပြောတာသူတို့ကကိုယ်ပြန်ပြောရှင်ကိုတို့တွေကသူတို့လုံးဝမမြင်သူတို့တွေကြီးထွားတယ်ကိုကမထွားတကယ်အဲ့ဒါအမှန်ပဲသူတို့တွေတရားမှမမြင်ကြီးလည်းမထွားဘူးဟာဒီကငါတို့ကြီးလည်းမထွားဘူးသူပြောတယ်သေးလည်းမသေးအောင်ညုံသွားတယ်ကြီးလည်းမထွားသေးလည်းမသေးဒီလိုပါအဲ့ဒါဆက်လို့တော့တေးလို့ဘွန်ဆိုင်နေတည်ရဖလားဘွန်ဆိုင်နေအချို့ခရီးတွေကဘွန်ဆိုင်ဖြစ်တယ်ဘွန်ဆိုင်တက်ပြီးလေးနဲ့အသက်ရှိတယ်အရွယ်ရှိတယ်ဒါပေမဲ့အရွယ်မကြီးဘူးတက်ကြီးဖို့ဖြစ်ဘွန်ဆိုင်တက်ဘွန်ဆိုင်ခရီးအဲ့ဒါအကျမပြေလို့ပေါ့အဲ့ဒါ तू ကလေဘာလုပ်လဲဆိုအဲ့ဘွန်ဆိုင်လုပ်တဲ့နီးက तू နန်းကျိုးနဲ့ချုပ်လာတယ်တော့အဲ့ရွယ်မှာဘယ်လိုတစ်ပစ်နေလဲမသိသူတို့ရွေးထားတဲ့တစ်ပစ်တွေချက်အဲ့ဒီတစ်ပစ်တွေကိုမှတော့ဘယ်အရွယ်ရောက်ရင်နန်းကျိုးနဲ့ဘယ်လိုချုပ်ရအဲ့ဒီဘွန်ဆိုင်လုပ်တဲ့နီးရှိတယ်ဆိုတော့ချုပ်လိုက်တာနဲ့ဒီကောင်ကမကြည့်တော့အဲ့ဒါဘယ်အရွယ်ရောက်ပြီဆိုအဲ့နန်းကျိုးဖြုတ်လိုက်လို့ရပြီဆိုရှိတယ်အဲ့ကျရင်ဖြုတ်လိုက်ဘယ်တော့မှမကြည့်တော့အချိန်ကာလတစ်ခုတော့အဲ့နန်းကျိုးနဲ့ချုပ်လိုက်ရဆိုတော့အဲ့လို contamination နဲ့ဖိချလိုက်ရင်တော့ဘွန်ဆိုင်ဖြစ်သွားစံချိန်မမီတဲ့လူတွေကိုရုပ်ပြင်မှာနေခိုင်းတယ်ဆိုတာကဘာလို့လဲဆရာပြင်ပါလဲရုပ်တော့ပြင်မှာနေခိုင်းတယ်စံချိန်မီတဲ့လူတွေဆိုတာဘာမျိုးဘယ်လိုမျိုးတွေကိုနေခိုင်းတာဟိုယေရုရှလင်မြို့တဲ့တောင်းပြောတယ်ယေရုရှလင်မြို့တဲ့မှာစံအဲ့လိုမျိုးကက်တချင်းရပြီးကြီးသွားတယ်ဗျာဒိတ်ကျမ်းထဲမှာဒီလိုရှိတယ်ဗျာဒိတ်ကျမ်းအဆုံးကိုဖတ်ကြည့်လိုက်သူကယေရုရှလင်မြို့တစ်ထဲကိုဝင်တဲ့သူကဘာပါလဲဆိုဘုံပါတယ်ဒီတိုင်းမဟုတ်ဝင်သူကဘုံနဲ့ဝင်ဘာကြောင့်လဲဆိုကျွန်တော်တို့ကိုဖခင်ကပြန်ကယ်တဲ့အခါမှာသူက restoration လို့ခေါ်တယ် restoration ကအရင်တော့ကအာဒံကဘယ်လိုအခြေအနေရှိခဲ့လဲဆိုဘုံနဲ့ကျွန်တော်တို့ကိုဖခင်ကဘုံနဲ့ပြုတ်ဖန်ဆင်းခဲ့တယ်ဒါကြောင့်ယောမ3:23မှာလူပေါင်းတို့ဒီဒုစရိုက်ကိုပြဖျားခြင်းရှိတော့တဲ့အသေးပြက်တယ်လို့ပြောတဲ့အခါမှာကျမ်းစာက
အင်္ဂလိပ်လိုက fall short of glory ဘုံရုပ်ရောက်လာဆိုတော့ဘုရားကအဲ့ဒီဘုံကို restore ပြန်လုပ်တယ်ဒါပေမဲ့ unfortunately ပေါ့လူတိုင်းကတော့ကယ်တင်ခြင်းရောက်တဲ့လူတိုင်းကတော့အဲ့ဒီ state ထိမရောက်ဘူးကျမ်းစာမှာ तू ကငါတို့ရှိသမျှဒီယုံကြည်ခြင်းတို့၎င်းဘုရားခင်ကိုခရစ်တော်ကို၎င်းသိကျွမ်းခြင်းတို့တင်ကြီးတွေရောက်ရင်ခရစ်တော်ရဲ့အတိုင်းရှိပမာဏတိုင်းကြည်ရင်တော်သူဖြစ်သည့်အတိုင်းဖြစ်သည်ဆိုတော့အတင်းတော်ဆိုတဲ့ယုံကြည်သူတိုင်းကခရစ်တော်ရဲ့အတိုင်းရှိပမာဏတွေရောက်ဖို့ဘုရားကလှုပ်ထားပေးတယ်ယေရှုရဲ့အသေးခံခြင်းယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကအဲ့ဒါလှုပ်ထားပေးတယ်ဆိုတော့အဲ့ဒီခါကျမှ तू ကယောဟန်1မှာပါရှိလဲဆိုရင်ထိုသူဤပြည့်စုံခြင်းမှာလဲဘုရားခင်ရဲ့ဘုံကိုငါတို့မြင်ရတယ်ဘုံဆိုတော့ဘုရားကဘာကိုပြန် restore လုပ်တာလဲဆိုတော့လူထဲမှာဘုရားအရင်တုန်းကရှိစေတဲ့ glory ကိုပြန်ပြီး restore လုပ်တာဒါကြောင့် तू ကနောက်ဆုံးမြို့သစ်မှာဘယ်သူတွေအတွက်ဘုရားမြို့သစ်ကိုထားလဲလို့ပြောရင် the glory နဲ့ပြည့်စုံတဲ့တနည်းပြောရင်ယေရှုခရစ်တော်ရဲ့အတိုင်းရှိပမာဏထိရောက်တဲ့အနေအထားထိရှိတဲ့ယုံကြည်သူတွေအတွက်ထားတယ်လို့ဆိုလိုတာနည်းမှာပေါ့နော်ဟမ်နည်းမှာပေါ့အဲ့ဒါပေါ့နိုင်ငံတော်ထဲမှာမြို့ရှိတယ်မြို့ထဲမှာနန်းတော်ရှိတယ်နန်းတော်ထဲမှာအိတ်ခမ်းရှိတယ်နိုင်ငံတော်ထဲရောက်တဲ့သူတွေကနန်းတော်ထဲရောက်ချင်မှရောက်ပြောတော့ဟိုစိတ်အဲ့ဒီကောင်းကင်ရောက်လာလို့ရှိရင်ကိုသွားချင်တဲ့နေရာစိတ်ကူးလိုက်တဲ့ရောက်လို့ဆိုစရာမဟုတ်လားဆိုအဲ့ဒါတော့အပေါ်ရောက်ရင်ကြည့်ပါကျွန်တော်လည်းကြိုမပြောတတ်ဘူးကိုလည်းတကားမှအဲ့လိုမလုပ်ဘူးဆိုတော့စဉ်းစားလိုက်တာနဲ့ဖက်ကနေရောက်ပြီလို့အဲ့ဒါဆိုနန်းတော်ကိုမွေခိုင်းမယ်ငါစဉ်းစားလိုက်ဖက်ကနေရောက်အောင်အဲ့မှာ fire water တာအဲ့ဒီကွာ exception နဲ့ပြင်တော့ဒါဆိုဖျားသားသမီးနဲ့မှာလည်းအဆင့်မျိုးရှိရပါဘူးကောင်းကင်နိုင်ငံတော်ဒီ community နိုင်ငံမဟုတ်ပါနော်အဲ့ဒါသဘောပါcommunity နိုင်ငံဆိုတာကတော့အခု community နိုင်ငံဆိုတာပြောတာပါ community နိုင်ငံလည်းသူတို့ dictator ရှိတာပဲလေတကယ်တော့ community ရဲ့သဘောကအားလုံးတန်းတူညီမျှဖြစ်ရဆိုတော့ community ဆိုတာဟာအနေအပြည့်မရှိဘူးအားလုံးကသူ့အရသမားမကလို့ပါပဲဖြစ်ဖြစ်အကုန်လုံးစားလဲတူတူသွားလဲတူတူဝက်လဲတူတူသွားတဲ့ပုံစံမျိုးအစင်တမ်းမရှိဘူးဒါပေမဲ့ကောင်းကင်နိုင်ငံတော့အဲ့လိုမျိုး kingdom ဖြစ်တဲ့အတွက်သူ position ရှိတယ်ဘယင်ရှိတယ်အုပ်ဆိုးသူရှိတယ်စိုးစံသူရှိတယ်စိုးစံခြင်းကိုခံတော်သူရှိတယ်တော့အဲ့လိုသွားတာ kingdom ဆိုတဲ့အဓိပ္ပာယ်ကနောက်ပိတ်ဆုံးအဓိပ္ပာယ်ရှိတာပေါ့နော်ရှိတာပေါ့ king dominion လေ king's dominion ဘယင်အုပ်ဆိုးသောနိုင်ငံလို့အဓိပ္ပာယ်ရတယ် kingdom ဆိုရယ်ဘာလို့ဘယ်လိုပြောမလဲရိုးရိုးလေးပဲတွေ့ထားတယ် kingdom ဘယင်ဖြစ်တဲ့ငါတို့အကုန်လုံးတန်းလို့ဒါမဲ့ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဝင်ကြီးရှိတယ်တစ်ထောင်ကာလမှာခရစ်တော်နဲ့လူစိုးစံမဲ့သူတွေရှိတယ်လေစိုးစံခြင်းကိုခံရမဲ့သူတွေလည်းရှိတယ်တစ်ထောင်ကာလမှာယေရှုနဲ့တူစိုးစံမဲ့သူတွေရှိတယ်တန်ရှင်းသူတွေစိုးစံခြင်းခံမဲ့သူတွေလည်းရှိတယ်ဆိုတော့အဲ့ဒါတော့ပြရအောင်လေအဲ့ဒါရောဆွေးအောင်ဒါကြောင့်ဗျာဒိတ်သုံးပါလို့ရေးအကျဉ်သူသည်အောင်မြင်၏သူအောင်မြင်တော်သူပဲပြောတာအကျဉ်သူသည်အောင်မြင်၏ငါသည်ခမဲတော်၏ပလင်ထက်မှာခမဲတော်နဲ့အတူထိုင်နေတဲ့ကဲ့သို့အောင်မြင်တော်သူကိုငါနဲ့အတူပလင်ထက်မှာငါနဲ့အတူထိုင်ရတော့အခွင့်ကိုငါပေးမယ်ဗျာဒိတ်3 21